ဒီဖြစ်ရပြီးတဲ့နောက်မှာဘယ်သူမှမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်သူ့ရဲ့သမီးမင်းသမီးလာတီဖာကဒူဘိုင်းကနေထွက်ပြေးခဲ့ပြီးတော့အိုမန်ကိုဖျက်ကျော်ပြီးတော့ဂိုအာကိုရောက်ရှိလာခဲ့ပါတယ်အိန္ဒိယရဲ့ကမ်းခြေဆောင်တပ်ကသူမကိုဖမ်းမိခဲ့ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဒူဘိုင်းကခီးသွွားလုပ်ငန်းမှာအသစ်တစ်ခုကိုထပ်မံထည့်သွင်းခဲ့ပါတယ်ဟုတ်ပါတယ်နိုင်ငံသားတွေကိုဒူဘိုင်းနိုင်ငံသားဖြစ်ခွင့်ရဖို့နည်းလမ်းတစ်ခုရှိပါတယ်အမာရတီနိုင်ငံသားတယောက်ဟာမွေးဖွားပြည်ရနဲ့ငွေကြေးရာစိုးရိမ်စရာမလိုဘဲနဲ့တက်တောင့်တက်တာနေထိုင်နိုင်ကြပါတယ်ဒါအပြင်ဒီကိစ္စအတွက်တိုင်ကြားနိုင်တဲ့တိုင်ကြားလို့ရမယ်အကူအညီဖုန်းနံပါတ်မျိုးအဲ့ဒီအချိန်တုန်းကမရှိခဲ့ပါဘူးဒီနေ့ဒူဘိုင်းတည်ရှိနေတဲ့နေရာတစ်ချိန်ကငါးဖမ်းရွာလေးတစ်ခုလို့ခေါ်ခဲ့ကြပါတယ်လေယာဉ်ခီးစဉ်တိုင်းကပါကစ္စတန်ကနေဖြတ်ပြန်ခဲ့ကြရပါတယ်ဒါကြောင့်ပါကစ္စတန် APP ဆိုင်ရာလေကြောင်းလိုင်းဟာကြီးမားလာခဲ့ပါတယ်ဒီဗီဒီယိုမှာတော့ဒူဘိုင်းနိုင်ငံရဲ့အကြောင်းနဲ့ဒူဘိုင်းနိုင်ငံဟာဘယ်လိုမျိုးချမ်းသာလာလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုပြောဖို့အတွက်1990ခုနှစ်အချိန်တုန်းကနေရက်တွေကိုတွားကြည့်လိုက်အောင်1990ခုနှစ်မှာဆိုလို့ရှိရင်လုံးဝဖုံထူပြီးတော့တဲခန္ဓာရတစ်ခုသာရှိနေတဲ့နေရာတစ်ခုရေစီလွာကနေဖုံထူပြီးတော့အပူချိန်ကလည်းမြင့်တက်နေပါတယ်ရေတစ်စက်တောင်မှမရှိခဲ့ပါဘူးပတ်ပတ်လည်မှာတဲခန္ဓာရတွေကြီးပဲရှိပါတယ်အခုချိန်မှာတော့ဒီနေရာကကဘာတဝန်းကမြို့ကြီးတွေကိုနောက်မှထားခဲ့တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်အရင်ကရေမရှိခဲ့တဲ့နေရာတစ်ခုမှာအခုဆိုရင်တစ်နှစ်ကို Empyrean Garland 128ဘီလီယံအထိလွယ်ကူစွာထောက်ပံ့နိုင်နေပါပြီImperial Garland ဆိုတာကတော့ဗြိတိရှတိုင်းတာမှုစနစ်တစ်ခုဖြစ်ပါတယ် British Imperial System မှာအသုံးပြုတဲ့ရေပမာဏတိုင်းတာတဲ့ unit တစ်ခုပါဒီလိုရေမရှိတဲ့နေရာကနေကြီးမားတဲ့ရေပန်းတွေတူးမြောင်းတွေကိုလည်းအပြေအဝတိဆောက်လာကြပါတယ်အရင်ကသဲမုံတွေပဲရှိခဲ့တဲ့နေရာမှာဒီနေ့မှာတော့ကမ္ဘာအဆင့်မီလမ်းမကြီးတွေအဆင့်မြင့်စားတောက်ဆိုင်တွေအဆင့်မြင့်ဓာတ်လေကားတွေရှိနေပါပြီသဲပေါ်မှာတန်မှန်အဆောက်အုံတစ်လုံးတောင်တိဆောက်ဖို့မဖြစ်နိုင်ဘူးလို့ပြောကြပေမဲ့သူတို့ကတော့ကမ္ဘာအကြီးဆုံးအဆောက်အုံတွေကိုဒီသဲပေါ်မှာပဲတိဆောက်ခဲ့ကြပါတယ်ဒီနေရာမှာရဲတွေက Lamborghini နဲ့ Ferrari လိုစူပါကားတွေကိုမောင်းနေကြပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ပြောနေတဲ့မြို့ကိုဒီဗီဒီယိုကြည့်နေတဲ့သူတွေခံမှန်းမိလောက်မယ်ထင်ပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ဒူဘိုင်းမြို့ဖြစ်ပါတယ်ကမ္ဘာအချမ်းသာဆုံးတထေးတွေနေထိုင်တဲ့မြို့ဆိုတာနဲ့အများအပြားလူတွေကဒူဘိုင်းမြို့ကိုတွေးမြင်တတ်ကြပါတယ်သူတို့မှာရေနံတွေရှိတယ်ဒါကြောင့်ဒီအောင်မြင်မှုတွေရရှိခဲ့တာလို့ကျွန်တော်တို့တွေးမိနိုင်ပါတယ်ဒါပေမဲ့ဒီလိုမဟုတ်ပါဘူးသူတို့ရဲ့ GDP ရဲ့ 1% သာလျှင်ဒီရေနံကရတာပဲဖြစ်ပါတယ်အခုအကြီးမားဆုံးမေးခွန်းကဒီအောင်မြင်မှုတွေကဘယ်လိုဖြစ်လာရလဲဘာကြောင့်အခြားနိုင်ငံတွေကဒီလိုမလုပ်နိုင်ခဲ့တာလဲဆိုတာပါအဲ့ဒီနောက်မှာစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တစ်ခုရှိပါတယ်အဲ့ဒါကိုမဆွေးနွေးခင်ဒူဘိုင်းရဲ့တည်နေရာကိုအရင်ကြည့်ကြရအောင်မြန်မာနိုင်ငံကနေအနောက်တောင်ဘက်ကိုသွားမယ်ဆိုလို့ရှိရင် UAE ကိုတွေ့ရမှာဖြစ်ပါတယ် UAE ဆိုတာကတော့သူ့စကားလုံးရဲ့အရှေ့ကောက်ကတော့ United Arab Emirates ဖြစ်ပါတယ်တကယ်တော့ဒီ UAE နိုင်ငံဟာမတူညီတဲ့နိုင်ငံ9ခုကဘရင်9ပါးကအတူတူဆုံးဖြတ်ခဲ့ပြီးတော့ဒီနိုင်ငံတစ်နိုင်ငံကိုတိစောက်ဖို့သဘောတူခဲ့ကြတာပဲဖြစ်ပါတယ်နောက်ပိုင်းမှာဒါကို UAE လို့ခေါ်တွင်ခဲ့ကြတာပဲဖြစ်ပါတယ်ဒူဘိုင်းကိုသိကြတဲ့သူတွေကတခါလေမှာမြို့တွေနဲ့နိုင်ငံတွေရောထွေးနေတတ်ကြပါတယ်ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံတော်တွေနဲ့မြို့တွေရဲ့နာမည်တွေကအတူတူပဲဖြစ်နေလို့ပါဥပမာအနေနဲ့ဒူဘိုင်းနိုင်ငံတော်ကို Emirate of Dubai လို့ခေါ်ပါတယ်ဒီ Emirate of Dubai နဲ့မှာဒူဘိုင်းမြို့ Dubai City ရှိပါတယ်အလားတူပဲ Abu Dhabi မြို့ဟာ Emirate of Abu Dhabi ထဲမှာရှိပါတယ်နိုင်ငံတိုင်းမှာသမ္မတနဲ့ဝန်ကြီးချုပ်တွေရှိသလိုပဲ UAE မှာလည်းအလားတူပဲရှိပါတယ်ဒါပေမဲ့ဒီနိုင်ငံရဲ့သမ္မတနဲ့ဝန်ကြီးချုပ်ကဘယ်သူဖြစ်မလဲဆိုတာကိုဆုံးဖြတ်ခဲ့ကြပါတယ်ဒီနိုင်ငံ9ခုကအတူတူဆုံးဖြတ်ခဲ့ကြပါတယ်အာဘူဒါဘီရဲ့ဘုရင်ဟာအမြဲတမ်းသမ္မတဖြစ်မယ်ဒါဟာဘာလို့ဆိုလိုရလဲဆိုလို့ချင်း UAE နိုင်ငံမှာမြို့9မြို့ရှိပါတယ်ဒီမြို့ထဲမှာအာဘူဒါဘီဟာအကြီးမားဆုံးနဲ့အချမ်းသာဆုံးမြို့ဖြစ်ပါတယ်အာဘူဒါဘီမြို့မှာဘုရင်တစ်ပါးရှိပါတယ် UAE နိုင်ငံမှာလည်းသမ္မတတစ်ယောက်ရှိပါတယ်အစဉ်အဆက်အာဘူဒါဘီမြို့ရဲ့ဘုရင်ဟာဆိုလို့ချင်း UAE နိုင်ငံရဲ့သမ္မတဖြစ်လာပါတယ်အခုချိန်ထိလည်းအဲ့လိုပဲဖြစ်နေသေးဖြစ်ပါတယ်ဒါကြောင့်အာဘူဒါဘီမြို့ရဲ့အုပ်စိုးသူဟာ UAE နိုင်ငံရဲ့သမ္မတရာထူးကိုအမြဲတမ်းရယူလေးရှိတာပဲဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင်အာဘူဒါဘီရဲ့ဘုရင်ဟာအမြဲတမ်းသမ္မတဖြစ်မယ်ဒူဘိုင်းရဲ့ဘုရင်ကတော့အမြဲတမ်းဝန်ကြီးချုပ်ဖြစ်ပါမယ်ဒါကိုနားလည်အောင်ပြန်ပြီးတော့ရှင်းပြပေးပါမယ် UAE ကလွယ်လွယ်နဲ့ရှင်းပြောရမယ်ဆိုလို့ရှိရင်နိုင်ငံ9ခုနဲ့ဖွဲ့စည်းထားတဲ့ Federal နိုင်ငံတစ်ခုဖြစ်ပါတယ်ဒီနိုင်ငံ9ခုမှာဆိုလို့ရှိရင်အာဘူဒါဘီဒူဘိုင်းရှာဂျာအဂျ်မန်အမ်အက်ကွယ်ရက်အဲခါအီမာဖူဂျီရာဒီနိုင်ငံ9ခုနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်ဒီ Emirate နိုင်ငံ9ခုထဲမှာအာဘူဒါဘီနဲ့ဒူဘိုင်းကအရေးပါဆုံး Emirate နိုင်ငံ2ခုဖြစ်ပါတယ် UAE မှာသမ္မတနဲ့ဝန်ကြီးချုပ်ဆိုပြီးတော့ယာရု2ခုရှိပါတယ်ကျွန်တော်ခုနကပြောခဲ့သလိုပဲအာဘူဒါဘီရဲ့အုပ်စိုးသူက UAE ရဲ့သမ္မတဖြစ်လာပြီးတော့ဒူဘိုင်းရဲ့အုပ်စိုးသူဟာဆိုလို့ရှိရင် UAE ရဲ့ဝန်ကြီးချုပ်ဖြစ်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်ပဲ UAE ဆိုတာတစ်ဖက်မှာဒီလိုမြင်ကွင်းတွေကိုမြင်ရပြီးတော့တစ်ဖက်မှာတော့ဒီလိုမြင်ကွင်းတွေကိုတူညီတဲ့နိုင်ငံထဲမှာမြင်ရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဒူဘိုင်းကဘာကြောင့်ဒီလောက်ထူးခြားတဲ့အနေအထားကိုရောက်သွားရတာလဲဒါကိုနားလည်ဖို့အတွက်တိတ်ကိုနည်းနည်းပြန်သွားရပါလိမ့်မယ်1820ခုနှစ်အကြောင်းပြောရရင်ဒီ area မှာဘာမှမရှိခဲ့ပါဘူးမ
မတူညီတဲ့ဘရင်တွေဆိုလိုတာက Sheikh တွေဟာသူတို့ရဲ့နယ်မြေအသီးသီးကိုအုပ်ချုပ်ခဲ့ကြပါတယ်ဒီ area ကိုတော့ Sheikh တုံလို့ခေါ်ပါတယ်အဲ့တော့ဒီ Sheikh နဲ့ Sheikh တုံဆိုတာဘာတွေလဲဆိုတာကိုနားလည်အောင်ပြန်လဲရှင်းပြပေးပါမယ် Sheikh ဆိုတာကိုလွယ်လွယ်နဲ့နားလည်လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်အုပ်ချုပ်သူဘရင်ဒါမှမဟုတ်ဒေသတစ်ခုရဲ့အာဏာရှိတဲ့ပုဂ္ဂိုလ်လို့နားလည်ထားလို့ရပါတယ် Sheikh တုံဆိုတာတော့ဒီလို Sheikh တယောက်ကအုပ်ချုပ်တဲ့နယ်မြေဒါမှမဟုတ်ဒေသကိုရည်ညွှန်းတာပဲဖြစ်ပါတယ်အခုဒူဘိုင်းရှိနေတဲ့နေရာကိုအရင်ကငါးဖမ်းရွာလေးတရာလို့ခေါ်ကြပါတယ်အချိန်တုန်းကအာဘူဒါဘီဆူတန်နိတ်ဆိုတဲ့နေရာကြီးတစ်ခုရှိခဲ့တယ်အဲ့ဒီနေရာကိုဆူတန်တယောက်ကအုပ်ချုပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ Sheikh မတုံမင်ဆိုတဲ့ခေါင်းဆောင်တယောက်လည်းရှိခဲ့ပါတယ်1833ခုနှစ်မှာ Sheikh မတုံမင်ကငါတို့ကဒီနေရာကနေခွဲထွက်ပြီးတော့ကိုယ့်နိုင်ငံကိုတည်ထောင်မယ်လို့ပြောခဲ့ပါတယ်သူဟာသူ့လူတွေကိုစုစည်းပြီးတော့အာဘူဒါဘီဆူတန်နိတ်နေရာကနေပြီးတော့ခွဲထွက်လိုက်ပါတယ်ပြီးတော့သူတို့ကအာဘူဒါဘီကနေတီးခြားဖြစ်တဲ့ကိုယ့်နိုင်ငံကိုတည်ထောင်လိုက်ပါတယ်ဒီနိုင်ငံကိုတော့ဒူဘိုင်းလို့ခေါ်ပါတယ်နည်းနည်းတော့ရှုပ်သွားလားဒါကိုနားလွယ်လွယ်အောင်ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဥမာအနေနဲ့မန်းလေးကအရင်ကပြည်မျိုးရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့တယ်ဆိုပါတော့နောက်မှမန်းလေးကမျိုးသားတယောက်ကတီးခြားခွဲထွက်လာပြီးတော့ကိုပိုင်အုပ်ချုပ်တဲ့နယ်မြေတစ်ခုဖြစ်အောင်လုပ်လိုက်တယ်လို့တွေးကြည့်ပါဒီလိုပဲဒူဘိုင်းကအာဘူဒါဘီရဲ့လက်အောက်ကနေခွဲထွက်ပြီးတော့ကိုပိုင်နယ်မြေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်လဲဒီ Sheikh မတုံမင်ဆိုတဲ့လူကိုဒူဘိုင်းရဲ့တီထောင်သူလို့ခေါ်ကြပါတယ်ခုဒီလေဒူဘိုင်းကိုအုပ်ချုပ်တဲ့သူတွေဟာဒီမိသားစုတွေကပဲဖြစ်ပါတယ်အချိန်တော်ကြာပြီးတဲ့နောက်မှာတော့1853ခုနှစ်ဝန်းကျင်မှာဆိုလို့ရှိရင်ကမ္ဘာတဝန်းကိုအုပ်ချုပ်နေတဲ့ဗြိတိရှတွေကဒီ area ကိုအသုံးပြုပြီးတော့လန်ဒန်ကနေဘုံဘေကိုတွားဖို့အသုံးပြုခဲ့ကြပါတယ်ဒါပေမဲ့ဒီနေရာမှာဗြိတိရှတွေလူရက်ခံရတာတွေရှိခဲ့ပါတယ်ဒါကြောင့်ဗြိတိရှတွေကဒူဘိုင်းနဲ့အာဘူဒါဘီအပါအဝင် Sheikh ခုံ area တွေမှာသူတို့နဲ့ဆွေးနွေးပြီးတော့အပြည့်အခက်ရစဲဖို့အတွက်သဘောတူညီချက်လက်မှတ်တွေရေးထိုးခဲ့ကြပါတယ်ဒီမှာလုံခြုံရေးကိုသဘောတူခဲ့တာကြောင့်နောက်ထပ်ပြဿနာမရှိတော့အောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနေရာရဲ့နာမည်ကအဲ့ဒီနောက်မှာဆိုလို့ရှိရင် Treasure State ဆိုတဲ့အပြည့်အခက်ရစဲရေးနယ်မြေလို့ပြောင်းသွားခဲ့ပါတယ်နောက်ပိုင်းမှာဒူဘိုင်းကလည်းဒီ Treasure State ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်တောင်ပိုင်းမှာရုရှားနဲ့ပြင်သစ်တို့ဒီနယ်မြေထဲမှာပါဝင်လာတဲ့အခါမှာတော့ဒီ Treasure State ကိုဗြိတိရှစစ်တပ်ကကာကွယ်ပေးခဲ့ပါတယ်ဒီနယ်မြေတွေရဲ့နိုင်ငံခြားရေးရာအားလုံးကိုဗြိတိရှတွေကထိန်းချုပ်ခဲ့ပါတယ်ဒါပေမဲ့ဗြိတိရှတွေကဒီမှာဘာမှဖွံ့ဖြိုးအောင်မလုပ်ခဲ့ကြပါဘူးဘာကြောင့်လဲဆိုတော့ဒီ Treasure State လို့ခေါ်တဲ့အပြစ်ခတ်ရစဲရေးနယ်မြေကဗြိတိရှတွေအတွက်ဖြတ်သွားဖြတ်လာတဲ့နေရာတစ်ခုသာဖြစ်ပြီးတော့ပတ်ပတ်လည်မှာလည်းတဲကန်နာရတွေပဲရှိခဲ့လို့ပဲဖြစ်ပါတယ်ဒါကြောင့်ဒီမှာသူတို့အတွက်အမြဲဆုံးမရှိခဲ့ဘူးပေါ့အဲ့ဒီချိန်မှာဒူဘိုင်းရဲ့နေရာဟာငါးဖမ်းတာတဲ့ပလဲလုပ်ငန်းနဲ့ပို့ပြီးတော့ထင်ရှားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်တုန်းကဒူဘိုင်းဟာရွာအနေနဲ့ပဲလူသိများခဲ့ပါတယ်1958ခုနှစ်မှာ Sheikh Rashid bin Saud ကဒူဘိုင်းရဲ့အုပ်ချုပ်သူဖြစ်လာတဲ့အခါမှာတော့ဒူဘိုင်းရဲ့ကံကြမ္မာဟာလည်းပြောင်းလဲသွားခဲ့ပါတယ်သူဟာဒူဘိုင်းကိုရွာကနေကြီးမားတဲ့မြို့တော်အဖြစ်ပြောင်းလဲခြင်းခဲ့တာပါ1959ခုနှစ်မှာဒီဒူဘိုင်းရဲ့အုပ်ချုပ်သူ Sheikh Rashid bin Saud ကဥရောပကိုသွားခဲ့ပါတယ်အဲ့ဒီမှာရှိတဲ့အခြေခံအဆောက်အဦတွေကိုမြင်ပြီးတော့သူကအတော်လေးထင်ကြီးသွားခဲ့ပါတယ်အဲ့ဒီကနေပြန်လာတာနဲ့သူဆုံးဖြတ်ခဲ့တာကဒူဘိုင်းကိုကမ္ဘာတဝန်းမှာနာမည်ကြီးတဲ့ကုန်သွယ်ရေးနဲ့တည်ယူပို့ဆောင်ရေးနဲ့ဘဏ္ဍာရေးဗဟိုချက်တစ်ခုဖြစ်အောင်လုပ်မယ်ဆိုတာပါပဲဒူဘိုင်းဟာပါရှန်ပင်လယ်ကွေ့မှာရှိပါတယ်အီရန်အီရတ်ကူဝိတ်ဆော်ဒီအာရေဗျနဲ့ကာတာတို့ကြားမှာတည်ရှိပါတယ်ဒီလမ်းကြောင်းဟာအာရှအာဖရိကနဲ့ဥရောပကိုဆက်သွယ်ပေးတဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်ဒူဘိုင်းရဲ့ဒီတည်ရှိနေတဲ့နေရာကအရန်ကိုချက်ချပြီးတော့ရန်ကောင်းမွန်တဲ့နေရာဖြစ်တယ်ပေါ့ဒါကိုသတိထားမိတဲ့ Sheikh Rashid ကသူ့လက်အောက်မှာရှိပြီးသားဒူဘိုင်းချောင်းငယ်ကိုအသုံးချပါတယ်ဒီချောင်းမှာသေးငယ်တဲ့လှေတွေပဲဝင်ဆန့်ပြီးတော့အကြီးစားသင်္ဘောတွေဝင်လို့မရခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ Sheikh Rashid ကဒီချောင်းကိုပိုနှက်အောင်ပိုကျဲအောင်တူးခဲ့တယ်ပေါ့ဒါမှသေးငယ်တဲ့လှေတွေပဲဝင်လို့ရတာမဟုတ်ဘဲနဲ့အကြီးစားသင်္ဘောတွေပါဝင်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်သူကပတ်စံအားလုံးကိုရင်းနှီးမြှုပ်နှံခဲ့ပါတယ်ဒါအပြင်ချင်းငွေပါယူခဲ့ရပြီးတော့ဒါဟာကြီးမားတဲ့စွန့်စားမှုတစ်ခုဖြစ်ပါတယ် Sheikh Rashid ဟာဒီလိုရဲ့အတွက်ဝေဖန်မှုများစွာလည်းရင်ဆိုင်ခဲ့ရပါတယ်သူ့ရဲ့အစီအစဉ်ကိုဘယ်သူမှနားမလည်နိုင်ခဲ့ပါဘူးဒါပေမဲ့ဒါဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒီလိုလုပ်လိုက်တာကြောင့်အကြီးစားသင်္ဘောတွေဒူဘိုင်းကိုရောက်လာခဲ့တယ်ဒီအကြောင်းကြောင့်ဒူဘိုင်းအနီးတစ်ဝိုက်ကဈေးကွက်ဟာအလွန်ကောင်းမွန်လာခဲ့တာဖြစ်ပါတယ် Sheikh Rashid ဟာဒီမှာရက်မသွားခဲ့ပါဘူးသူဟာဒီနေရာဒီ area မှာလေဆိပ်တစ်ခုတိစောက်ခဲ့တဲ့အခြေခံအဆောက်အုံတွေတော့ပတ်စံတွေအများကြီးသုံးခဲ့ပါတယ်ဝင်လာတဲ့ပတ်စံအားလုံးဒီຢာထဲမှာပဲထည့်ခဲ့ပါတယ်ဒီလိုတွေလုံနေတဲ့လုံရကြောင်နေရာတိုင်းကသူ့ကိုလှောင်ပြောင်ခြင်းတွေခံခဲ့ရပါတယ်ဘာကြောင့်လဲဆိုတော့ဒီစီမံကိန်းအတွက်သုံးတဲ့ပတ်စံတွေကအလွန်ကိုများပြားပြီးတော့တကယ်လည်းမဖြစ်နိုင်ကြဘူးလို့ထင်လို့ပါဒါဟာ Sheikh Rashid အတွက်ရုန်းကန်မှုတစ်ခုဖြစ်ခဲ့တယ်1966ခုနှစ်မှာတော့ဒူဘိုင်းဟာရေနံကိုတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့ဒီရေနံထွက်ရှိတဲ့ပမာဏဟာအိန္ဒိယနိုင်ငံတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ရန်ကုန်နေပါပါတယ်ဒီအတွက်ကြောင့်ဒူဘိုင်းဟာရေနံတစ်ခုတည်းကိုပဲအားကိုးလို့မရဘူးဆိုတာကို Sheikh Rashid ကနားလည်ခဲ့ပါတယ်ဒါကြောင့်မို့လို့ရေနံအနေရတဲ့ပတ်စံကိုလည်းအခြေခံအဆောက်အအုံတွေမှာရင်းနှီးမြှုပ်နှံခဲ့ပါတယ်အဲ့ဒီချိန်မှာသူပြောခဲ့တဲ့စကားတစ်ခုကဒီနေ့ထိနာမည်ကြီးနေပါတယ်သူပြောခဲ့တဲ့စကားကကျွန်တော်အဖိုးနဲ့အဖေတို့ကကလအုပ်စီးခဲ့ကြတယ်ကျွန်တော်ခင်မှာတော့မာစီဒီကားမောင်းတယ်ကျွန်တော်သားကတော့ Land Rover ကားမောင်းတယ်ပေါ့သူ့ရဲ့သားကလည်း Land Rover ကားမောင်းမယ်ဒါပေမဲ့သူ့ရဲ့အနာဂ
သားကတော့ကလပ်အုပ်ကိုပဲပြန်စီရလိမ့်မယ်လို့သူကပြောခဲ့ပါတယ်ဒီ Sheikh Rashid ရဲ့စကားကိုတခြားနားလည်အောင်ပြန်ပြောရမယ်ဆိုလို့ရှိရင် Sheikh Rashid ရဲ့အဖိုးနဲ့အဖေတို့အသက်ရှင်တဲ့အချိန်တုန်းကဒူဘိုင်းမှာရေနံကိုမတွေ့ရှိသေးပါဘူးဆင်းရဲတဲ့တဲကန်နာရတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူတို့ကကလပ်အုပ်ကိုအဓိကထားပြီးတော့တည်ယူပို့ဆောင်ရေးအတွက်အားကိုးခဲ့ရပါတယ်အဲ့ဒီနောက်သူခေတ်ကိုရောက်တဲ့အခါမှာတော့ရေနံကိုတွေ့ရှိခဲ့ရပါတယ်ဒီချိန်မှာပဲဒူဘိုင်းဟာစီးပွားရေးတိုးတက်လာတဲ့အချိန်မှာမာစီရီကားဆိုတာဇိမ်ခံကားတစ်မျိုးဖြစ်ပြီးတော့ဒါဟာသူ့လက်ထက်မှာချမ်းသာမှုနဲ့ဖွံ့ဖြိုးမှုကိုကိုစားပြုပါတယ်သူသားနဲ့မြီးတွေရဲ့လက်ထက်မျိုးဆက်မှာလည်းရေနံကြောင့်ရတဲ့ချမ်းသာမှုကဆက်လက်တည်ရှိနေအောင်မယ်လို့ဆိုလိုတာပဲဖြစ်ပါတယ် Land Rover ကားကလည်းဇိမ်ခံကားတစ်မျိုးဖြစ်ပြီးတော့ဒူဘိုင်းရဲ့စီးစိမ်ကိုဆက်လက်ခံစားနိုင်မယ့်အချိန်ကိုညွှန်ပြရပဲဖြစ်ပါတယ်ကလပ်အုပ်ကိုပြန်စီရလိမ့်မယ်ဆိုတဲ့စကားကတော့ဒါကအဓိကအချက်ပါ Sheikh Rashid ဟာဒီရေနံတွေဟာတစ်ချိန်မှာကုန်ခန်းသွားလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်ဒီရေနံတွေသာမထွက်တော့ရင်ဒူဘိုင်းဟာအခုချမ်းသာနေတဲ့အခြေအနေကနေအရင်လိုအကန့်အသတ်ရှိတဲ့ဘဝကိုပြန်ရောက်သွားနိုင်တယ်လို့သူကသတိပေးနေတာပဲဖြစ်ပါတယ်ကလပ်အုပ်ကိုပြန်စီရလိမ့်မယ်ဆိုတဲ့စကားကအရင်လိုဆင်းရဲတဲ့အခြေအနေကိုပြန်ရောက်သွားမယ်ဆိုတဲ့ဥပမာပဲဖြစ်ပါတယ်ဒီစကားကသဘာဝသယံဇာတတွေရဲ့မတည်မြဲမှုကိုသတိပေးတာဖြစ်ပြီးတော့ဒူဘိုင်းအနေနဲ့ရေနံတစ်ခုတည်းကိုအားကိုးပြီးအနာဂတ်ကိုမတိဆောက်သင့်ဘူးဆိုတာကိုအလေးပေးပြောထားတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီ Sheikh Rashid ကဒူဘိုင်းကိုရေနံပေါ်မှာမမီကိုတဲ့မျိုးတစ်မျိုးဖြစ်အောင်ဖန်တီးခြင်းခဲ့တာပါ Sheikh Rashid ကဒူဘိုင်းမှာအခြေခံအဆောက်အအုံတွေတိဆောက်တဲ့အချိန်မှာတစ်ချိန်တည်းမှာပဲဒူဘိုင်းမှာအခြားယာတွေအများကြီးလည်းဖြစ်ပွားနေခဲ့ပါတယ်ဒူဘိုင်းမှာပြည်တိရှာတွေကလွတ်လပ်ရေးရခဲ့ပါတယ်ပြည်တိရှာတွေကဒူဘိုင်းကိုဆွန့်ခွာသွားခဲ့တာကခုနကကျွန်တော်ပြောခဲ့တဲ့အပြစ်ခတ်ရစရေးဧရိယာလေးရဲ့လုံခြုံရေးထိန်းသိမ်းမှုပတ်စံအများကြီးကိုတုံးဆွဲရတဲ့အတွက်ကြောင့်ပါဒါကြောင့်ပြည်တိရှာတွေက1968ခုနှစ်မှာဒူဘိုင်းကိုဆွန့်ခွာခဲ့ပါတယ်ပြီးတော့1982ခုနှစ်ဒီဇင်ဘာမှာဆိုလို့ရှိရင်နိုင်ငံတော်အားလုံးတစုတဝေးဖြစ်လာခဲ့ပါတယ် Rock Al-Khaimah နိုင်ငံတော်ကလည်းတစ်နှစ်အကြာမှာတော့သူတို့နဲ့ပူးပေါင်းခဲ့ပါတယ်ဒါကတော့ဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင် UAE နိုင်ငံစတင်တည်ထောင်စဉ်မှာ Rock Al-Khaimah ကမပါဝင်ဘဲနဲ့နောက်မှဝင်ရောက်ပူးပေါင်းလာခဲ့တာပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့ဒီနိုင်ငံ9ခုဟာအတူတူပေါင်းစည်းထားတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်အခုဒူဘိုင်းဟာတိကျနိုင်ငံတစ်ခုဖြစ်ပေမဲ့ UAE ဆိုတဲ့နိုင်ငံကိုကိုစားပြုပါတယ်တင်မောတွေဟာတနေရာနဲ့တနေရာကိုသွားတဲ့အခါမှာစီးဖြည့်ဖို့ပစ္စည်းတင်ဖို့နဲ့ပစ္စည်းချဖို့အတွက်စိတ်ကမ်းတွေလိုအပ်ပါတယ်ဒူဘိုင်းရဲ့ဒီနေရာဟာတင်မောအများကြီးဖြတ်သွားရမယ့်နေရာမျိုးဖြစ်ပါတယ် Sheikh Rashid ဟာဒီအရာရဲ့အရေးပါမှုနဲ့ဒီအချိန်တွေကိုနားလည်ခဲ့ပါတယ်ဒါကြောင့်သူက Port Rashid လို့ခေါ်တဲ့ Rashid စိတ်ကမ်းကိုတိစောက်ခဲ့ပါတယ်ဒီစိတ်ကမ်းကြောင့်တင်မောတွေဒီမှာရန်နာလာကြပါတယ်တင်မောတစ်စီးရက်တဲ့အခါမှာအမြဲတမ်းကြီးမားတဲ့စီးပွားရေးလှုပ်ရှားမှုတွေဖြစ်ပေါ်လာပါတယ်ဥပမာအနေနဲ့ရွာတရွာမှာဝေးပြေးလမ်းမကြီးတစ်ခုခင်းသွားတယ်ဆိုပါစို့ရွာသားတွေကဒီရွာရဲ့လိုအပ်ချက်နဲ့ဒီခီးသွားတွေရဲ့လိုအပ်ချက်ကိုအကုန်ဖြည့်ဆည်းပေးမယ်ဆိုလို့ရှိရင်ဒီရွာရဲ့စီးပွားရေးဟာအများကြီးတိုးတက်လာမှာပဲဖြစ်ပါတယ်စိတ်ကမ်းတွေမှာပဲဒီလိုပဲဖြစ်ပါတယ်ရာရှစ်စိတ်ကမ်းကို1982ခုနှစ်မှာတိစောက်ခဲ့တယ်အဲ့ဒီနောက်မှာအောင်မြင်မှုတွေကိုမြင်ရပြီးတဲ့နောက်မှာတော့1989ခုနှစ်မှာတော့ Port Jebel Ali လို့ခေါ်တဲ့ Jebel Ali စိတ်ကမ်းကိုပါထပ်မံတိစောက်ခဲ့ပါတယ်အဲ့ဒီအချိန်ကတိစောက်ခဲ့တာဖြစ်ပေမဲ့ဒီနေ့အချိန်ဒီအဲ့ဒီစိတ်ကမ်းကအရှိအလဲပိုင်းတစ်ခုလုံးမှာအကြီးဆုံးစိတ်ကမ်းဖြစ်နေပါတယ်ဒီအရာအားလုံးကိုလည်းတိစောက်နေတဲ့အချိန်မှာတင်မောပြင်ဆင်ဖို့လည်းဒူဘိုင်း Drying Dock ကိုလည်းအတူတကွတိစောက်ခဲ့ပါတယ်ဒီဒူဘိုင်း Drying Dock ဆိုတာဒူဘိုင်းမှာရှိတဲ့တင်မောပြင်ဆင်ရေးနဲ့တိစောက်ရေးလုပ်ငန်းတစ်ခုပါဒါကိုအခုဆိုလို့ရှိရင် Drying Dock ဝါလို့တောင်ခေါ်ကြပါတယ်ဒီစာအုပ်ကို Sheikh Rashid ရဲ့အုပ်ချုပ်မှုအောက်မှာ1982ခုနှစ်မှာစတင်စီစဉ်ခဲ့ပြီးတော့1983ခုနှစ်မှာဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်ဒါကပင်လယ်ကွေ့ဒေသမှာအကြီးဆုံးတင်မောပြင်ဆင်ရေးအစာအုပ်ဖြစ်ပြီးတော့တင်မောတွေကိုပြုပြင်တာပြန်လည်တိစောက်တာနဲ့အသစ်တိစောက်တာတွေလှုပ်ဆောင်ပါတယ်အဲ့ဒီအချိန်မှာပဲဒူဘိုင်းအမေရိကအလုံးကိုဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တယ်အခြားနိုင်ငံတွေကရေနံနဲ့ရတဲ့ပတ်စံတွေကိုနန်းတော်ကြီးတွေအစာအုပ်ကြီးတွေတိစောက်နေတဲ့အချိန်မှာ Sheikh Rashid ရဲ့အတွေးခေါ်ကလုံးဝကိုကွဲပြားခဲ့ပါတယ်အဲ့ဒီနောက်မှာသူကမျှော်လင့်မထားတဲ့အရာတစ်ခုကိုလည်းလုပ်ခဲ့ပါသေးတယ်ဒူဘိုင်းမှာစိတ်ကမ်းတွေအဆင်သင့်ဖြစ်သွားပြီးတင်မောအများကြီးရောက်လာတဲ့အခါမှာတော့ဒီစိတ်ကမ်းတွေမှာအခွန်တိုးမြင့်မဲ့အစား Sheikh Rashid ဟာဒူဘိုင်းရဲ့စိတ်ကမ်းဖြစ်တဲ့ Jebel Ali ကိုစီးပွားရေးလွတ်လပ်ဆုံးအဖြစ်ကြေညာခဲ့ပါတယ်ဒါရဲ့အဓိပ္ပာယ်ကတော့ဒီနယ်မြေကိုဖျက်သွားတဲ့တင်မောတွေဟာအခွန်ပေးချေစရာမလိုပါဘူးဒူဘိုင်းဟာတိကျသတ်မှတ်ထားတဲ့ area တွေမှာအခွန်ကင်းလွတ်ဆုံးအဖြစ်သတ်မှတ်ခဲ့ပါတယ်အဲ့ဒီဇုံထဲမှာလောက်ကိုင်းတဲ့ကုမ္ပဏီတွေဟာတင်သွင်းကုန်တင်ပို့ကုန်နဲ့အခြားအခွန်တွေကင်းလွတ်ခွင့်ရရှိပါတယ်ဒါဟာနိုင်ငံခြားကုမ္ပဏီတွေကိုဒူဘိုင်းမှာလာရောက်ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်တဲ့နည်းလမ်းတစ်ခုပါ Sheikh Rashid ရဲ့ဒီလှုပ်ရှားမှုဟာအပြောင်းလဲဖြစ်စေတဲ့အရာတစ်ခုဖြစ်ခဲ့တယ်ပေါ့အခုဆိုရင်အကြောင်းမျိုးကြောင့်ဒီလမ်းကြောင်းဟာလူတိုင်းကိုအကြိုက်ဆုံးဖြစ်လာစေခဲ့ပါတယ်ဒူဘိုင်း GDP ရဲ့24%နီးပါးဟာဒီကနေစတင်ရလာခဲ့တာပါအခုဒူဘိုင်းဟာမြို့ကြီးတစ်မြို့ဖြစ်လာဖို့လျင်မြန်စွာပြောင်းလဲလာခဲ့ပါတယ် Sheikh Rashid ရဲ့ခေါင်းဆောင်မှုနဲ့သူ့ရဲ့ရဲရင်နဲ့ဆုံးဖြတ်ချက်တွေကြောင့်ဒူဘိုင်းမြို့ဟာအခုလိုမြို့ကြီးတစ်မြို့ဖြစ်လာခဲ့တာပါသူ့မှာရှိခဲ့တဲ့အတွေးခေါ်ကဒီနေ့တောင်မှခေါင်းဆောင်တော်တော်များများကဒီလိုရဲရင်နဲ့ဆုံးဖြတ်ချက်တွေမချခင်မှာ10ကာလောက်စဉ်းစားရပါလိမ့်မယ်ဒူဘိုင်းကိုဖွံ့ဖြိုးအောင်လုပ်ဖို့အတွက်ကျွမ်းကျင်တဲ့နိုင်ငံသားတွေအများကြီးကိုဒူဘိုင်းကိုခေါ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့နိုင်ငံသားတွေကျွမ်းကျင်မှုရှိမှဒီနိုင်ငံရဲ့တိုးတက်မှုဖြစ်နိုင်မယ်ဆိုတာသူကသိထားလို့ပါပဲအဲ့ဒီအချိန်ကာလမှာနောက်ထပ်အရေးကြီးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်ပါကစ္စတန်မှာရှိတဲ့ကာရာချီလေဆိပ်ဟာအဲ့ဒီအချိန်တုန်းကအရန်ကိုလှုပ်ဖြစ်ပြီးတော့ကြီးမားတဲ့လေဆိပ်တစ်ခုပါ
ပါကစ္စတန်ရဲ့နေရာကလည်းအချက်ချကြတဲ့နေရာတစ်ခုဖြစ်ပါတယ်အမေရိကန်ကနေဗြိတိရှလေကြောင်းလိုင်းအထိအရာအလုံးဟာပါကစ္စတန်ကနေဖြတ်သွားခဲ့ရတာပါဒါကြောင့်ပါကစ္စတန် International Airline ဟာအရန်ကိုဖွံ့ဖြိုးတိုးတက်ပြီးတော့ကြီးမားလာခဲ့ပါတယ်ရှိတ်ရာရှီဟာဒီလမ်းကြောင်းကိုဒူဘိုင်းကိုပြောင်းညင်ခဲ့တာပါဘာကြောင့်လဲဆိုတော့ဒူဘိုင်းရဲ့ဒီနေရာဟာလည်းအကောင်းဆုံးဖြစ်နေလို့ပါပဲဒီအတွက်သူဟာအများကြီးစူးစမ်းခဲ့ပြီးတော့လေယာဉ်ပြေးလမ်းတွေအတွက်အများကြီးတိစောက်ခဲ့ပါတယ်ဒီလေယာဉ်ပြေးလမ်းတွေတိစောက်မှုမှာအကျိုးကျေးဇူးတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့စင်ကာပူလေကြောင်းလိုင်းအိန္ဒိယလေကြောင်းလိုင်းနဲ့မလေးရှားလေကြောင်းလိုင်းတို့လိုလေကြောင်းလိုင်းအားလုံးအတွက်မလေးရှားကနေဥရောပကိုသွားတဲ့လေယာဉ်တွေအတွက်ဒူဘိုင်းကစီးဖြည့်တဲ့နေရာဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒီမှာရက်မသွားခဲ့ပါဘူးဘာကြောင့်လဲဆိုတော့ရှိတ်ရာရှစ်ကဒီစီးပွားရေးတစ်ခုလုံးကိုဒူဘိုင်းစီလွှဲပြောင်းခြင်းခဲ့လို့ပါ1985ခုနှစ်မှာသူတို့ဟာလေကြောင်းလိုင်းတစ်ခုကိုစတင်ခဲ့ပါတယ်ပြီးတော့ဒူဘိုင်းဟာဒေသတွင်းမှာအရေးပါတဲ့စီးပွားရေးဗဟိုချက်တစ်ခုဖြစ်လာပြီးတော့ပါကစ္စတန်နဲ့အခြားနိုင်ငံတွေကြားကနေစီးပွားရေးဆက်ဆံပုံတွေကိုပြောင်းလဲစေခဲ့ပါတယ်ဒူဘိုင်းအစိုးရကနေဒူဘိုင်းအမရိတ်ကိုအစိုးရကဘန်နာရေးအထောက်ပံ့ပေးခဲ့ပါတယ်အဲအမရိတ်ကိုအခွန်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်ဒီလိုလုပ်ခြင်းအပြင်အဲအမရိတ်ဟာကုန်ကျစရိတ်ကိုလျှော့ချနိုင်ပြီးတော့ဈေးနှုန်းချိုသားစွာနဲ့ဝန်ဆောင်မှုပေးနိုင်တာကြောင့်ကမ္ဘာလေကြောင်းလိုင်းတွေနဲ့ရှင်ပြိုင်နိုင်ခဲ့တာပါသူတို့အစိုးရကအခွန်တွေကောက်ခံခဲ့ပြီးတော့ကုန်ကျစရိတ်အားလုံးကိုသူတို့အိတ်ကတ်ထဲကပေးခဲ့ရတာပါပြောချင်တာကတော့ရေနံရောင်းချခြင်းကုန်သွယ်ရေးခီးသွွားရေးလုပ်ငန်းနဲ့အခြားစီးပွားရေးလုပ်ငန်းတွေကနေအခွန်တွေရရှိပါတယ်ခုနကကျွန်တော်ပြောခဲ့တဲ့အစိုးရရဲ့အိတ်ကတ်ထဲကဆိုတာကအစိုးရရဲ့အဓိကဝင်ငွေရင်းမြစ်တွေကနေလာတာဖြစ်ပါတယ်အဲ့ဒီဝင်ငွေတွေကိုအသုံးပြုပြီးတော့အမရိတ်လေကြောင်းလိုင်းကိုဘန်နာရေးအထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်အမရိတ်လေကြောင်းလိုင်းဟာအဲ့ဒီအချိန်မှာပဲလေကြောင်းလိုင်းလုပ်ငန်းမှာအလွန်အောင်မြင်ပြီးတော့အခြားလေကြောင်းလိုင်းတွေထက်အသာစီးရခဲ့ပါတယ်သူတို့ထက်အများကြီးရှေ့ကိုပိုရောက်ခဲ့ပါတယ်ကမ္ဘာတဝန်းကသင်္ဘောတွေကဒူဘိုင်းကိုရောက်လာတဲ့အခါမှာလူတွေလည်းဒီကိုလာမယ်ဆိုတာသူတို့သိခဲ့တယ်ပေါ့အဲ့လိုလာရောက်ကြတဲ့အခါမှာအဆင်ပြေချောမွေ့ဖို့ကလည်းအရန်ရေးကြီးပါတယ်ရှိတ်ရာရှီကသူ့အတွေးခေါ်ရဲ့အခြေခံကိုချပေးခဲ့ပါတယ်သူ့ရဲ့သားရှိတ်မိုဟာမက်ဘင်ရာရှစ်ကလည်းသူ့ဖေရဲ့အတွေးခေါ်မွေကိုဆက်လက်တိုးတက်အောင်ဆောင်ရွက်ခဲ့ပါတယ်မကြာခင်မှာဒီဒူဘိုင်းရဲ့စိတ်ကမ်းတွေနဲ့ကုန်သွယ်ရေးကြောင့်ကမ္ဘာအနှံ့ကလူတွေကဒူဘိုင်းကိုစတင်ပြီးတော့ရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာရှိတ်ရာရှစ်ကဒီလူတွေကိုအဆင်ပြေအောင်နောက်ထပ်ဘယ်လိုလုပ်ပေးရမလဲဆိုတာကိုတွေးခဲ့တာပေါ့ဒါမှသူတို့ဒူဘိုင်းမှာပိုပြီးကြာနေနိုင်မှာဖြစ်ပါတယ်ဒီကနေဒူဘိုင်းကိုခီးသွွားနေရတဲ့ခုဖြစ်အောင်ဖန်တီးတဲ့ခီးစဉ်တစ်ခုကိုစတင်ခဲ့တာပါစိတ်ကမ်းတွေနဲ့စတင်ခဲ့တဲ့အရာတွေကခီးသွွားနေရတဲ့ခုဖြစ်ဖို့ဥတည်ပါတယ်အခုဒူဘိုင်းမှာကြီးမားတဲ့အဆောက်အဦတွေဟိုတယ်တွေတည်ဆောက်ပြီးတော့ဒူဘိုင်းကိုခီးသွွားနေရတဲ့ခုဖြစ်အောင်လှုံ့ဆော်ခဲ့ပြီးတော့အလုပ်ကိုစတင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကာလမှာဒူဘိုင်းမှာဇိမ်ခံဟိုတယ်တွေအများကြီးကိုတည်ဆောက်ခဲ့တာပါဒူဘိုင်းရဲ့ဟိုတယ်လုပ်ငန်းဟာဒီလိုနဲ့လျင်မြန်စွာထွန်းကားလာခဲ့ပါတယ်အဲ့ဒီအချိန်မှာဒူဘိုင်းဟာတင်မောနဲ့လာတဲ့သူတွေကနေဝင်ငွေတွေရခဲ့တာပေါ့ဒါကြောင့်1990ခုနှစ်မှာရှိတ်ရာရှစ်ကကမ္ဘာတဝန်းကလူတွေကိုဒူဘိုင်းကိုခီးသွွားဖြစ်လာအောင်ကြိုးစားခဲ့ပါတယ်ဒါမှဒူဘိုင်းကပို့ပြီးတော့တိုးတက်လာမှာပါဒူဘိုင်းကခီးသွွားတွေကိုဆွဲဆောင်ဖို့အတွက်အဆင့်မြင့်ဟိုတယ်တွေအခြားအဆောက်အဦတွေနဲ့အထောက်အကူပစ္စည်းကိုအများကြီးတည်ဆောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကလူတွေကဒူဘိုင်းကိုသွားလဲဖို့စိတ်မဝင်စားခဲ့ကြပါဘူးခီးသွွားတွေမလာတဲ့ဒူဘိုင်းရဲ့ခီးသွွားလုပ်ငန်းအစပိုင်းမှာအောင်မြင်မှုမရခဲ့ဘူးလို့ဆိုလို့ရပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဒူဘိုင်းကခီးသွွားလုပ်ငန်းမှာနောက်ထပ်အရာတစ်ခုကိုထည့်သွင်းခဲ့တာပါအဲ့ဒါကတော့ဆွဲဆောင်မှုရှိတဲ့ခန်းနာမှုပဲဖြစ်ပါတယ်ကမ္ဘာမှာနာမည်ကြီးတဲ့လူကြိုက်များတဲ့အရာအလုံးကိုပိုကြီးမားတဲ့အတိုင်းအတာနဲ့ဒူဘိုင်းကိုယူဆောင်လာခဲ့ပါတယ်1999ခုနှစ်မှာတော့ဒူဘိုင်းမှာ Burj Al Arab Hotel ကိုတည်ဆောက်ခဲ့ပါတယ်ဒီဟိုတယ်ဟာဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပြီးတော့ကမ္ဘာမှာကျော်ကြားဆုံးဟိုတယ်တွေကတစ်ခုပါသူ့ရဲ့ထူးခြားတဲ့ရွက်သင်းမောပုံစံဘီတုကလက်ရာတွေကြောင့်လူသိများပါတယ်ဒီဟိုတယ်ကဒူဘိုင်းရဲ့သင်္ကေတတစ်ခုဖြစ်ပြီးတော့ခီးသွွားတွေကိုဆွဲဆောင်တဲ့အဓိကအချက်တစ်ခုလည်းဖြစ်ပါတယ်ဒီဟိုတယ်ကိုတော့ပင်လယ်ထဲမှာတည်ဆောက်ထားပြီးတော့အတူဖန်တီးထားတဲ့ကျွန်းပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်ပြောရရင်တော့ဗျာကျွန်းအတူတစ်ခုပေါ်မှာဒီဟိုတယ်ကိုတည်ဆောက်ထားတာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကဒီဟိုတယ်ဟာကမ္ဘာပေါ်မှာတစ်ခုတည်းသော7 star hotel ဖြစ်တယ်လို့လူတွေကသတ်မှတ်ကြပါတယ်ဒီဟိုတယ်မှာဧည့်သည်တွေအတွက်တီးသန့်ကမ်းခြေတစ်ခုရှိခဲ့ပါတယ်ဒီဟိုတယ်မှာတီးသန့်ရဟရင်ဆင်းသက်ရာနေရာတွေပါရှိခဲ့တယ်ပေါ့ဒူဘိုင်းဟာဒီလိုအဆောက်အအုံတွေနဲ့ကမ္ဘာတဝန်းရဲ့အာရုံတွေကိုဆွဲဆောင်ခဲ့ပါတယ်ဘီရင်ရှိတ်မိုဟာမက်ဟာဒန်နီယန်ဘန်ဟန်ဆိုတဲ့အမေရိကန်ဘီသူကပညာရှင်စီကနေအတွေးခေါ်တွေနဲ့အထောက်ပံ့တွေအများကြီးကိုရရှိခဲ့ပါတယ်ဒန်နီယန်ဘန်ဟန်ဆိုတာကတော့အမေရိကန်ရဲ့နာမည်ကြီးဘီသူကပညာရှင်နဲ့မျိုးပြစီမံကိန်းပညာရှင်တဦးဖြစ်ပါတယ်သူ့ကိုအထူးသဖြင့်ချီကာဂိုမြို့ရဲ့1909ခုနှစ်စီမံကိန်းကြောင့်လူသိများလာတာပါဒီဒန်နီယန်ဘန်ဟန်ယုံကြည်ခဲ့တာကမြို့တစ်မြို့ကကမ္ဘာကိုအံ့ဩအောင်လုပ်ချင်တယ်ဆိုလို့ရှိရင်တန်မန်စီမံကိန်းတွေရီမန်းချက်တွေနဲ့အကောင့်တွေခေါ်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီစီမံကိန်းတွေအတွက်ဘယ်သူမှဒီမြို့ကိုတတိလည်းမထားမိသလိုတိုးတက်မှုလည်းရှိမှာမဟုတ်ပါဘူး။ဒါကြောင့်ဘယ်မြို့ပဲဖြစ်ဖြစ်ထိပ်တန်းကိုရောက်ချင်တယ်ဆိုလို့ရှိရင်အေယာမစီမံကိန်းတွေနဲ့ရှေ့ဆက်ရမယ်လို့သူယုံကြည်ခဲ့ပါတယ်။ဒီအတွေးခေါ်နဲ့ဒူဘိုင်းမှာအရာအလုံးကိုပိုကြီးမားတဲ့အတိုင်းအတာနဲ့စတင်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။တဲပေါ်မှာအခန်းတစ်ခန်းတောင်စောက်ဖို့မဖြစ်နိုင်တဲ့နေရာမှာအကောင်းဆုံးဘီသူကပညာရှင်တွေကိုခေါ်ယူပြီးတော့တဲပေါ်မှာအဆောက်အအုံတွေအများကြီးကိုတည်ဆောက်ပြခဲ့ပါတယ်။ပင်လယ်ထဲမှာမြေဖို့ပြီးတော့မြို့တစ်မြို့ကိုတည်ဆောက်ခဲ့ပါတယ်။ဒါအိမ်မက်ထဲမှာပဲစိတ်ကူးရင်နိုင်မဲ့အရာဖြစ်ပေမဲ့ဒူဘိုင်းကတဲကန်နာရထဲမှာကျွန်းပေါင်းများစွာကိုတည်ဆောက်ခဲ့တာပါဒူဘိုင်းဟာခင်မီအဆောက်အအုံတွေလူလုကျွန်းတွေနဲ့ဇိမ်ခံဟိုတယ်တွေကိုတည်ဆောက်တဲ့အခါမှာရေလိုအပ်ချက်အများကြီးရှိခဲ့ပါတယ်ဒူဘိုင်းဟာတဲကန်နာရဒေသမှာတည်ရှိပြီးတော့တဘာဝရေအရင်းမြစ်အလွန်ရှားပါပါတယ်ဒါကြောင့်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ရေလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက်ပင်လယ်ရေကိုတောက်သုံးရေပြပြောင်းလဲတဲ့နည်းပညာ
ရာကိုအသုံးပြုခဲ့တာပါဒီနီလန်းနဲ့ရေအရင်းမြစ်ရှားပါတဲ့ပြဿနာကိုဖြေရှင်းခဲ့ပါတယ်သူတို့မှာအခွန်ကင်းလွတ်တဲ့စိတ်ကန်းတွေရှိပြီးသားဖြစ်တယ်ဒါအပြင်အခွန်နှဲပါပြီးတော့ free zone အနေနဲ့ဆွဲဆောင်ထားတဲ့နိုင်ငံလို့ပြောရင်ပိုမှန်ပါတယ်စီးပွားရေးလုပ်ငန်းတွေအတွက်အခွန်ကအနည်းငယ်သာရှိခဲ့ပြီးတော့2023ခုနှစ်မှာတော့ corporate ခွန် 9% ကိုစတင်ကောက်ခံခဲ့တာပါဒါပေမဲ့ free zone ထဲမှာလုပ်ကိုင်တဲ့ကုမ္ပဏီတွေကအချို့သောသတ်မှတ်ချက်တွေနဲ့အညီဒီအခွန်ကနေကင်းလွတ်ခွင့်ရှိပါတယ်ဒါကြောင့်ကမ္ဘာတဝန်းကချမ်းသာတဲ့သူတွေကသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့လုပ်ငန်းတွေကိုဒူဘိုင်းကိုပြောင်းရွှေ့လာခဲ့ကြတာပါဒူဘိုင်းမှာကမ္ဘာတထေတွေအားကစားသမားတွေလူပညာရှင်တွေကဒူဘိုင်းမှာအိမ်ဝယ်ပြီးတော့နေထိုင်လာကြပါတယ်ဒါကြောင့်မလို့အချုပ်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒူဘိုင်းရဲ့အခွန်နှဲပါတဲ့မူဝါဒတွေ free zone တွေစိန်ခံတဲ့ဘဝတွေကောင်းမွန်တဲ့အခြေခံအဆောက်အဦတွေကြောင့်ကမ္ဘာတဝန်းကချမ်းသာတဲ့သူတွေနဲ့ကုမ္ပဏီတွေဟာဒူဘိုင်းကိုပြောင်းရွှေ့လာခဲ့ကြတာပဲဖြစ်ပါတယ်အခုခီးသွွားလုပ်ငန်းနဲ့စီးပွားရေးကြောင့်လူပေါင်းများစွာဒူဘိုင်းကိုရောက်လာကြပါပြီဒူဘိုင်းမှာလူဦးရေ 3.6 တန်းလောက်နေထိုင်ကြတယ်ဒီထဲမှာUAE နိုင်ငံသားအမရိတ်တွေရဲ့အရေးအတွက်ဟာဒူဘိုင်းမြို့ရဲ့လူဦးရေတစ်ခုလုံးနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်အတော်လေးနည်းပါတယ်UAE နိုင်ငံသားအမရိတ်တွေရဲ့လူဦးရေအရေးအတွက်ဟာ3 သိန်းဝန်းကျင်လောက်ပဲရှိပါတယ်ဒါပေမဲ့နိုင်ငံသားတွေနိုင်ငံသားဖြစ်ခွင့်ရဖို့နည်းလမ်းတစ်ခုရှိပါတယ်တကယ်လို့သင်ကအနုပညာရှင်တယောက်ယောက်ဖြစ်မယ်ဒါမှမဟုတ်သိပ္ပံပညာရှင်ဒါမှမဟုတ်ဆရာဝန်တယောက်ယောက်ကဒူဘိုင်းကမဟုတ်ဘဲနဲ့အနည်းဆုံး10နှစ်အတွေ့အကြုံရှိမယ်နာမည်ကြီးစုတစ်ခုကိုရထားမယ်ဒါမှမဟုတ်ဂေါ်သိက္ခာရှိတဲ့ယင်းနှိမ့်မြုပ်နှံသူတယောက်ဖြစ်ပြီးတော့ရာဇဝတ်မှုမှတ်တမ်းမရှိခဲ့ဘူးဆိုလို့ရှိရင်ဒူဘိုင်းကနိုင်ငံသားတွေကိုနိုင်ငံသားအဖြစ်ခွင့်ပြုပါတယ်ဒီဥပဒေက UAE နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေပြီးတော့အရေးချင်းရှိတဲ့နိုင်ငံသားတွေကိုဆွဲဆောင်ဖို့အတွက်ရည်ရွယ်ပါတယ်ဒါပေမဲ့နိုင်ငံသားပြည့်ခွင့်ရဖို့အတွက်သတ်မှတ်ချက်တွေကအတော်လေးတင်းကျပ်ပါတယ်ဒါပေမဲ့ဒီနိုင်ငံသားတွေက UAE နိုင်ငံသားဖြစ်သွားခဲ့မယ်ဆိုရင်တော့မဲပေးခွင့်မရနိုင်ပါဘူးဒါကတော့ဒူဘိုင်းကသတ်မှတ်ထားတဲ့ဥပဒေတွေပဲဖြစ်ပါတယ်တကယ်လို့ဒါဒူဘိုင်းနိုင်ငံသားဖြစ်မယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်အခမဲ့ပညာရေးတွေအခမဲ့ကျန်းမာရေးတွေနဲ့စောင့်ရှောက်မှုတွေရှိပါတယ်ပြီးတော့အင်အားထောက်ပံ့မှုတွေနေထိုင်မှုစရိတ်ထောက်ပံ့မှုတွေနဲ့ဒီလိုအထောက်ပံ့တွေအားလုံးကိုပေးပါတယ်ဒါဟာလစဉ်ဝင်ငွေတစ်မျိုးပဲဖြစ်ပါတယ်တကယ်လို့ UAE နိုင်ငံသားတွေဟာမြေမရှိဘူးဆိုလို့ရှိရင်လည်းအစိုးရစီမှာမြေလိုချင်တယ်ဆိုပြီးတောင်းဆိုနိုင်ပါတယ်မြေလည်းရယူနိုင်ပါတယ်ဒူဘိုင်းနိုင်ငံသားတွေကလောက်ကင်ဦးစားပေးမှုနဲ့ထောက်ပံ့ကြေးတွေအများကြီးရပါတယ်ဒူဘိုင်းနိုင်ငံသားတယောက်ဟာမွေးဖွားပြည်ရနဲ့ငွေကြေးရစိုးရိမ်ကြမလို့ပဲနဲ့တက်တောင့်တက်တာနေထိုင်နိုင်ကြပါတယ်ဒီထောက်ပံ့တွေအားလုံးကိုဒူဘိုင်းနိုင်ငံသားတွေပျော်ရွှင်နေစေဖို့ပေးထားတာပါဘာကြောင့်လဲဆိုတာနိုင်ငံသားတွေမပျော်မရွှင်ဖြစ်မယ်ဆိုလို့ရှိရင်လူတွေကဒီမိုကရေစီအကြောင်းကိုပြောလာကြမှာပဲဖြစ်ပါတယ်2011ခုနှစ်မှာဆိုရင်အရှေ့အလယ်ပိုင်းတစ်ခုလုံးမှာဆန္ဒပြမှုတွေဖြစ်ခဲ့ပေမဲ့ဒူဘိုင်းမှာတော့ဆန္ဒပြမှုလုံးဝမရှိခဲ့ပါဘူးဘာကြောင့်လဲဆိုတော့ဒူဘိုင်းနိုင်ငံသားတွေကဒီစနစ်ကိုလုံးဝပြောင်းလဲခြင်းစိတ်မရှိလို့ပါဒူဘိုင်းဟာဘရင်စနစ်နဲ့အုပ်ချုပ်တဲ့အစ္စလမ်နိုင်ငံတစ်ခုပါဒါပေမဲ့သူတို့ရဲ့နိုင်ငံသားတွေကအရန်ကိုပျော်ရွှင်နေကြပါတယ်ဒါပေမဲ့ဒူဘိုင်းနိုင်ငံဟာလူတိုင်းအတွက်တော့ပျော်ရွှင်စရာမဟုတ်ခဲ့ပါဘူးဒူဘိုင်းကိုဒီလောက်တူတောင်းတဲ့အချိန်တွင်းမှာတိစောက်ခဲ့တာကအလုပ်သမားအနေငယ်ပဲပါဝင်ခဲ့ပါတယ်ဒီအလုပ်သမားတွေအားလုံးဟာဒူဘိုင်းနိုင်ငံသားတွေမဟုတ်ဘဲနဲ့အိန္ဒိယပါကစ္စတန်ဘင်္ဂလားဒေ့ရှ်နီပေါနဲ့ဖိလစ်ပိုင်တို့ကလာကြတာပဲဖြစ်ပါတယ်သူတို့ရဲ့အလုပ်လုပ်ကိုင်မှုအခြေအနေဟာတိတ်မကောင်းပါဘူးလစာလည်းနည်းပါတယ်တခါတည်းမှာအလုပ်ရှင်တွေကသူတို့ရဲ့အခြေအနေတွေကိုလွဲသုံးစားလုပ်ပါတယ်နိုင်ငံသားအလုပ်သမားတွေဟာဒူဘိုင်းရဲ့အခြားပင်လယ်ကွေ့နိုင်ငံတနိုင်ငံမှာအလုပ်လုပ်ဖို့လာတဲ့အခါမှာဓာတ်ရိုက်လာပြီးတော့လုပ်လို့မရပါဘူးသူတို့ဟာကာလာဖာစနစ်လို့ခေါ်တဲ့စနစ်တစ်ခုကနေတဆင့်လာကြရတာပါဒီစနစ်ကနေအစိုးရကဒူဘိုင်းရဲ့အလုပ်ရှင်တွေကိုခွင့်ပြုပေးပြီးတော့အခြားနိုင်ငံအလုပ်သမားတွေကိုခေါ်ယူနိုင်တယ်ဒီခွင့်ပြုချက်ကိုရပြီးတဲ့နောက်မှာအလုပ်ရှင်တွေကနိုင်ငံသားအလုပ်သမားတွေကိုလေလံမှတ်ဖို့ပေးပြီးတော့ခေါ်တယ်သူတို့ကိုနေစရာနဲ့လာတာလည်းပေးတယ်ဒူဘိုင်းကိုနိုင်ငံသားအလုပ်သမားတွေရောက်လာတဲ့ကာလာဖာစနစ်မှာဆိုလို့ရှိရင်သူတို့ရဲ့အလုပ်ကိုင်တဲ့နေထိုင်ခွင့်ဗီဇာတွေကချိတ်ဆက်ထားပါတယ်ဒါကြောင့်တနည်းအားဖြင့်အစိုးရလက်ထဲမှာမဟုတ်ဘဲနဲ့နိုင်ငံသားအလုပ်သမားတွေရဲ့တရားဝင်အဆင့်တန်းဟာပုဂ္ဂလိကပုဂ္ဂိုလ်တို့ရဲ့လက်ထဲမှာရှိနေပါတယ်သူတို့ကတော့သူတို့ရဲ့အလုပ်ရှင်လက်ထဲမှာရှိတာပေါ့ဒါဒီစနစ်မှာကြီးမားတဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လက်မှတ်ဖိုးနဲ့အခြားအရာတွေကိုထောက်ပံ့ပြီးတော့အလုပ်သမားတွေကိုခေါ်လာတဲ့အလုပ်ရှင်တွေကဒီအလုပ်သမားတွေကအလုပ်ထွက်ရှင်နေဆိုလို့ရှိရင်အလုပ်ရှင်ရဲ့ခွင့်ပြုချက်လိုပါတယ်နိုင်ငံသားအလုပ်သမားတယောက်ဟာခွင့်ပြုချက်မရဘဲနဲ့အလုပ်ထွက်တာဟာရာဇဝတ်မှုတစ်ခုဖြစ်ပြီးတော့ဒီအတွက်အပြစ်ပေးခံရတာမျိုးတွေလည်းရှိပါတယ်ကာဖာလာစနစ်ကိုအနောက်တိုင်းမီဒီယာတွေမှာခေတ်သစ်ကျွန်းစနစ်လို့ဖော်ပြထားကြပါတယ်ဒီစနစ်မှာတခါတည်းအလုပ်ရှင်တွေကအလုပ်သမားတွေရဲ့ passport visa ဖုန်းတွေကိုတင်ထားကြပါတယ်ဒီအလုပ်သမားတွေကလူပြည့်ကျက်နေတဲ့အဆောင်တွေမှာနေရပြီးတော့အချို့ကိစ္စတွေမှာစာချုပ်တွေကိုတရားမဝင်တဲ့နီလန်းတွေနဲ့လက်မှတ်ထိုးခိုင်းတာမျိုးတွေလည်းရှိတယ်ပေါ့ဘာကြောင့်လဲဆိုတော့သူတို့ကဒေသခံဘာသာစကားကိုနားမလည်လို့ပါတခါတည်းမှာသူတို့ရဲ့ passport တွေကိုအခြားအလုပ်ရှင်တွေစီရောင်းစားတာမျိုးလည်းရှိပါတယ်2014ခုနှစ်မှာလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့အစည်းအဝေးခန်းစာတစ်ခုထွက်ခဲ့တယ်ပေါ့ဒီအစည်းအဝေးခန်းစာကအလွဲသုံးစားခံရတဲ့အမျိုးသမီးတွေရဲ့တကယ်အခြေအနေကိုဖော်ပြထားတာပါဒီခန်းစာရအမျိုးသမီးတွေကအလုပ်ရှင်တွေရဲ့အလွဲသုံးစားပြုမှုကိုခံရပါတယ်ဒါသာမပေးတာတွေမိသားစုဝင်တွေနဲ့စကားပြောခွင့်မပေးတာတွေတနေ့ကိုနိုင်20အလုပ်လုပ်ပြီးတော့အတင်းကျပ်ခိုင်းခဲ့တာတွေဖြစ်ပါတယ်ဒီနာရီထက်ပိုပြီးတော့အိတ်ခွင့်မပေးခဲ့ကြပါဘူးအားလည်းလည်းမပေးတဲ့အပြင်ဒီအကြောင်းတွေကိုတိုင်ကြားလို့ရမယ်အကူအညီဖုန်းနံပါတ်လည်းမရှိခဲ့ကြပါဘူးဒီလိုဝေဖန်မှုတွေအများကြီးရှိလာတဲ့အခါမှာတော့ UAE က2018ခုနှစ်မှာအလုပ်သမားကာကွယ်ရေးဥပဒေအသစ်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်ဒါကအခြေအနေကိုအတော်လေးတိုးတက်လာစေခဲ့ပါတယ်ဒါပေမဲ့2022ခုနှစ်မှာတော့ The Guardian ရဲ့အစီရင်ခံစာထွက်ပေါ်လာတဲ့အခါမှာတော့ဒူဘိုင်းရဲ့အမှန်တရားကိုဖော်ပြခဲ့ပါတယ်အဲ့ဒီ
မှာရောက်လာတဲ့နိုင်ငံသားအလုပ်သမားတွေရဲ့ passport တွေကိုသိမ်းယူခံရတယ်ပြီးတော့အလုပ်သမားဥပဒေတွေကိုလည်းလိုက်နာမှုမရှိခဲ့ဘူးပေါ့အဲ့နောက်မှာမေးခွန်းတွေကလည်းထပ်မံထွက်ပေါ်လာခဲ့ပါတယ်မျိုးသားနိုင်ငံသားတွေအတွက်စီးမြင်တွေကကောင်းမွန်ပေမဲ့မျိုးသမီးနိုင်ငံသားတွေအတွက်စီးမြင်တွေကတော့အခုထိတင်းကျပ်နေတော့မှာပဲ2018ခုနှစ်မှာဒူဘိုင်းအုပ်ချုပ်သူရှက်မိုဟာမက်ဘင်ရာရှိရဲ့တမီမင်းသမီးလာတီဖာဟာဒူဘိုင်းကနေထွက်ပြေးခဲ့ပြီးတော့အိုမန်ကနေတစ်ဆင့်အိန္ဒိယနိုင်ငံဂိုအာကိုရောက်ရှိခဲ့ပါတယ်အိန္ဒိယကမ်းခြေဆောင်တပ်တွေကသူမကိုဖမ်းမိခဲ့ပါတယ်အဲ့နောက်မှာတော့သူမကသူ့ဖေစီကနေထွက်ပြေးလာခဲ့တာဖြစ်ပြီးတော့နိုင်ငံရေးခိုလုံခွင့်တောင်းကျင်ခဲ့တယ်လို့ပြောခဲ့တယ်ပေါ့ဒါပေမဲ့အိန္ဒိယအထူးတပ်ဖွဲ့ကသူမကိုပုဂ္ဂလိကဂျက်လေယာဉ်နဲ့ဒူဘိုင်းကိုပြန်ပို့ခဲ့တာပါနောက်ပိုင်းမှာတော့2021ခုနှစ်မှာသူမကလှုပ်ဝက်ဗီဒီယိုတစ်ခုကိုရိုက်ခဲ့ပြီးတော့အဲ့ဒီမှာသူ့ဖေကသူမကိုဒူဘိုင်းမှာအခြေချုပ်ထားခဲ့တယ်လို့ပြောခဲ့တာပါသူမရဲ့ဘဝအန္တရာယ်ရှိနေတယ်ဆိုတဲ့အကြောင်းဆိုခဲ့ပါတယ်အလားတူပဲ2019ခုနှစ်မှာလည်းဒူဘိုင်းအုပ်ချုပ်သူရဲ့ဇနီးမင်းသမီးဟာရာဘန်ဟူစိန်ကလည်းသူမရဲ့ကလေးနှစ်ယောက်နဲ့တူအင်္ဂလန်ကိုထွက်ပြေးခဲ့တာပါအဲ့ဒီမှာသူမကိုခိုလုံခွင့်ပေးခဲ့တယ်ပေါ့အလားတူပဲမင်းသမီးလာဒီဖာနဲ့အမရှေဆာ2000ခုနှစ်ဇူလိုင်လမှာအားလည်းရထွက်ရင်းနဲ့ပျောက်ဆုံးသွားခဲ့တာပါသူမကလန်ဒန်မှာနေထိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာပြန်ပြေးဆွဲခံရပြီးတော့ဂျက်လေယာဉ်နဲ့ဒူဘိုင်းကိုပြန်ခေါ်ခြင်းခံခဲ့ရပါတယ်2000ခုနှစ်ဇွန်လမှာ UK တရားရုံးကသူမကိုပြန်ပြေးဆွဲခဲ့တာဟာသူမရဲ့အဖေကိုယ်တိုင်ဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ဒါကြောင့်ဒူဘိုင်းကခင်မီမျိုးတစ်မျိုးလို့ထင်ရပေမဲ့အခုဒီရှေးဦးဆွဲနဲ့ဘယင်စနစ်နဲ့အုပ်ချုပ်မှုတွေရှိနေပါသေးတယ်ဒူဘိုင်းကနယ်ပယ်များစွာမှာတိုးတက်လာခဲ့ပေမဲ့နယ်ပယ်များစွာမှာနောက်ကျကျန်နေပါသေးတယ်ဒါပေမဲ့သဲကန်နာရမြေကိုခင်မီမျိုးပြအဖြစ်ဖန်တီးနိုင်ခဲ့တာဟာအမှန်တကယ်ကိုအမခန့်ပါပဲဒူဘိုင်းကတစ်ချိန်ကသဲကန်နာရကျယ်ကြီးဖြစ်ခဲ့ပြီးတော့ယခုခါမှာတော့ကမ္ဘာအဆင့်မီခင်မီမျိုးတော်ကြီးတစ်ခုဖြစ်ရပ်တည်နေပါပြီဒီလိုကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖန်တီးနိုင်ခဲ့တာဟာလူသားတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေစီမံကိန်းရေးဆွဲမှုတွေနဲ့နည်းပညာအသစ်တွေကိုအသုံးချနိုင်မှုတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်ဒူဘိုင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာကမ္ဘာတဝန်းကလူတွေကိုအံ့အားသင့်စေပြီးတော့မဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုဖြစ်နိုင်ကြောင်းသက်သေပြနေပါတယ်အဲ့တော့ဒါလို့ဆိုလို့ရှိရင်ဒူဘိုင်းနိုင်ငံအကြောင်းနဲ့ဒူဘိုင်းနိုင်ငံဘယ်လိုချမ်းသာလာလဲဆိုတဲ့အကြောင်းကိုသိလောက်ပြီးထင်ပါတယ်ဒီလိုမျိုးနောက်ထပ်ဗီဒီယိုတွေကိုထပ်ပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment အောက်မှာ okay လို့မှတ်ခဲ့ပေးပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်